Movie recap တပုတ်ကိုအလွယ်ဆုံးနဲ့အချင်းကုန်တတ်တောင် AI tools တွေသုံးပြီးဘယ်လိုလုပ်မလဲဆိုတာဒီနေ့ပြပြပေးသွားပါမယ်။အခုနောက်ပိုင်းမှာ Movie recap channel လေးအရန်ခေတ်စားလာတော့ကိုယ်တိုင်လည်းစမ်းလို့ကြည့်ချင်နေဆိုရင်ဒါကအမြန်ဆုံးနည်းလမ်းပါမယ်။ကျွန်တော်တို့ကနိုင်ငံခြားကတင်ထားတဲ့ဗီဒီယိုတစ်ပုံရဲ့ transcript ကိုယူမှာထည့်တဲ့အတွက်အရင်ဆုံး YouTube ထဲကိုအတူတူဝင်လိုက်ရအောင်။အဲ့ဒီမှာကို recap လုပ်ချင်တဲ့ဗီဒီယိုကိုတွေ့ပြီဆိုရင်တော့ link ကိုအရင်ဆုံး copy ယူလိုက်မယ်။ copy ယူပြီးရင်တော့ Chrome browser မှာ paste ချပြီးဝင်လိုက်ပါမယ်ဗျာ။ဗီဒီယိုပေါ်လာရင် search bar နေရာကိုတစ်ချက်လောက်ထိလိုက်မယ်။အဲ့ဒီမှာခုလိုပေါ်လာရင်ဒီမှာမြင်ရရဲ့ခဲတံပုံလေးကိုနှိပ်လိုက်မယ်။ link ရဲ့အလယ်မှာ short ဆိုတဲ့နေရာလေးကိုတွေ့လား။အဲ့နေရာလေးကို select မှတ်လိုက်ပါ။ပြီးရင် watch ဆိုတဲ့စာသားလေးပြောင်းထည့်ပြီးပြန်ဝင်လိုက်မယ်။အဲ့ဒီမှာဗီဒီယိုပြန်ပေါ်လာရင်မဖြစ်မနေ desktop site ပြောင်းပေးရမယ်နော်။မပြောင်းရင် transcript ဆိုတဲ့စာကပေါ်လာမှာမဟုတ်လို့ပါ။ကဲပြောင်းပြီးပြီဆိုရင်တော့ description နေရာက more ဆိုတဲ့စာသားလေးကိုနှိပ်လိုက်မယ်။အဲ့ဒီမှာ show transcript ဆိုတာလေးပေါ်လာပါပြီ။အဲ့ဒါလေးကိုပဲနှိပ်လိုက်မယ်။ကဲဒီမှာကြည့်ပါဗီဒီယိုတဲကပြောထားတဲ့ script တွေအကုန်ကြလာပြီ။အဲ့ဒီ script တွေကိုအကုန် copy ယူပြီး note ထဲမှာခဏလေးမှတ်ထားလိုက်မယ်။ပြီးရင်တော့ script ကိုညီမတို့အလွယ်တကူထုတ်ဖို့တဲ့ကျွန်တော် prompt တကူလုပ်ပေးထားပါတယ်။အဲ့ဒါကိုကျွန်တော်ရဲ့ Telegram channel ထဲကနေပဲ copy သွားယူလိုက်မယ်။ဒီ prompt လေးကိုတစ်ချက်ထိလိုက်ကနေ copy ဖြစ်သွားပြီမို့ Gemini လေးကိုဝင်ပြီး paste ချလိုက်မယ်။ပြီးရင်ကျွန်တော်တို့ခုနကတင်ထားတဲ့ script ကို copy ပြန်ယူလိုက်မယ်။ဒီမှာ transcript ဆိုတဲ့စာသားနောက်ကနေ copy ယူထားတဲ့ script ကိုထည့်ပြီးပို့လိုက်မယ်။ကဲမြင်တဲ့အတိုင်းပဲဘာအပိုစာသားမှမပါပဲ script ထဲကအတိုင်းမြန်မာလိုအတိအကျကျလာပါပြီ။ဒီနေရာလေးကိုနှိပ်ပြီး copy ယူလိုက်ရင်အားလုံးပြီးသွားပါပြီဗျ။ကဲအရင်ဆုံးအတန်သွင်းဖို့အတွက် VPN လေးအရင်ချိန်ပြီးထားပါမယ်။ပြီးရင်တော့ Chrome browser ထဲဝင်ပြီး Left Voice AI website ထဲကိုတန်းဝင်လိုက်မယ်နော်။ website link ကိုတော့ကျွန်တော်ရဲ့ Telegram channel ထဲမှာအလွယ်တကူရှာလို့ရအောင်ချပေးထားပါတယ်ခင်ဗျာကဲ website ထဲရောက်ပြီဆိုရင်တော့အောက်ဆုံးထိဆွဲချလိုက်ပါဒီနေရာမှာဘာသာစကားကို Burmese မြန်မာဆိုတာလေးရွေးပေးပြီးတော့အောက်က box မှာကိုပြောစီခြင်းတဲ့ voice model ကိုထပ်ရွေးပေးရပါမယ်ကျွန်တော်ကတော့ဒီနေရာမှာတိဟကိုပဲရွေးပြထားမယ်နော် Okay အဲ့ဒါပြီးရင်တော့ copy ယူထားတဲ့ script ကိုဒီ text box ထဲမှာ paste ချလိုက်ပါမယ်ပြီးရင်တော့ generate ဆိုတာလေးကိုနှိပ်လိုက်ပါပြီတကယ်လို့ verify you are human ဆိုတာလေးပေါ်လာခဲ့ရင်အမှန်တလေးနှိပ်ပေးလိုက်ရုံပါမယ်ခဏလေးစောင့်လို့အတန်ဖိုင်လေးရလာပြီဆိုရင်တော့အရင်ဆုံးစမ်းပြီးနားထောင်ကြည့်မယ်အချင်းကုန်တက်တာအောင်လို့ speed လေးနည်းနည်းတင်ပြီးနားထောင်ကြည့်မယ်နော်တစ်တာဟာဘယ်ဆန္ဒကိုမဆိုဖြည့်ဆည်းပေးနိုင်ပေမဲ့လူ9ယောက်ရဲ့အသက်ကိုရပူစော်ဖို့တောင်းဆိုပါတယ်။အမျိုးသမီးဟာသူမရဲ့ခြေထောက်တွေပြန်ကောင်းလာဖို့ဆုတောင်းလိုက်တယ်။ချက်ချင်းဆိုသလိုတကြားလုံးတစ်လုံးထွက်လာပေမဲ့ခွေးလေးကအရင်ဦးအောင်ယူသွားခဲ့တယ်။ခွေးလေးပြန်လာတဲ့အခါမှာတော့တကူလုံးသွေးတွေပေးချင်နေပါပြီ။အဲ့ဒါကိုတရှင်းလုပ်ပြီးရင်အမျိုးသမီးဟာသူမထက်လူကြီးရဲ့လက်ဆွဲကိုတွေ့သွားပြီးသူတေးပြီးလို့ထင်လိုက်တယ်။အဲ့ဒီနောက်သူမဟာတစ်တာတွေကတကြားလုံးကိုယူစားလိုက်ပါတယ်။သူမရဲ့ချစ်သူကဒီရုပ်ဝက်ဆန်းကျဲတဲ့အရာကိုတွေ့သွားတဲ့အခါအမျိုးသမီးဟာသူမရဲ့ဝိညာဉ်ကိုရောင်းစားလိုက်ပြီဆိုတာနားလည်သွားပြီးတစ်တာကိုရေထဲချက်ချင်းလွှင့်ပစ်လိုက်တယ်။ရုပ်တရက်ရေမျက်နှာပြင်ပေါ်ကိုဥကောင်းတစ်ခုပေါ်လာတယ်။အမျိုးသားဟာထွက်ပြေးဖို့ကြိုးစားပေမဲ့မိစ္ဆာကသူ့ကိုဖမ်းပြီးမြစ်ထဲမှာနှက်တက်လိုက်ပါတယ်။အမျိုးသမီးဟာသူမချစ်သူတေးဆုံးသွားတာကိုအိမ်မက်မက်ပြီးနောက်ထပ်တကြားလုံးတစ်လုံးကိုစားလိုက်ပြန်တယ်။ဒီတစ်ခါမှာတော့ခွေးရုပ်ပုံပါတဲ့ဓာတ်မြောင်ပလက်ထွက်လာပါတယ်။သူမကညှဉ်းဆန်ခြင်းပေမဲ့မိစ္ဆာကသူမရဲ့လေပင်ကိုညှစ်ထားတာကြောင့်သူမရဲ့ခွေးလေးကိုတက်လိုက်ရပါတယ်။ကျန်တဲ့တကြားလုံးတွေကိုစားပြီးတဲ့နောက်မှာတော့သူမရဲ့အထက်လူကြီးမန်နေဂျာအရင်ကြီးဆုံးတငယ်ချင်းနဲ့မိထွေးဖြစ်သူတို့အားလုံးတေးဆုံးသွားခဲ့ပြီးအမျိုးသမီးရဲ့ခြေထောက်တွေဟာအကောင့်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။အားလုံးအဆင်ပြေပြီဆိုရင်တော့ဒီက download icon လေးကိုနှိပ်ပြီးတင်လိုက်ရုံပါပဲအတန်ဖိုင်ဘယ်နေရာရောက်သွားလဲဒီချင်းရင်တော့ဖုန်းထဲက file manager ထဲဝင် download file တွေကိုတွားကြည့်လိုက်ပါဒီမှာအတန်ဖိုင်လေးရောက်နေပါပြီဒီတစ်တာဟာဘယ်ဆန္ဒကိုမဆိုဖြည့်ဆည်းပေးနိုင်ပေမဲ့လူ9ယောက်က ဲအတန်ရပြီဆိုတော့ video download လုပ်ဖို့ကြမ်းသေးတယ်နော်
ကျွန်တော်ကတော့ဒီနေရာမှာ Snaptube ကိုသုံးပြတော့မှာပါတကယ်ချင်းလို့လည်းသုံးကြည့်နေတော့ channel ထဲမှာ link ချပေးထားပါတယ် YouTube ထဲကိုပြန်ဝင်ပြီးတော့ခုနကဗီဒီယိုရဲ့ share ဆိုတာလေးကိုနှိပ်လိုက်မယ်အပေါ်မှာ app တွေအများကြီးပေါ်လာလိမ့်မယ်အဲ့ထဲကမှ Snaptube ကိုရှာလိုက်ပါမယ်တကယ်လို့မတွေ့ဘူးဆိုရင်တော့ဘေးကိုနည်းနည်းဆွဲပြီး more ဆိုတဲ့အဆက်30လေးကိုနှိပ်လိုက်နော် Snaptube ကိုတွေ့ပြီဆိုရင်နှိပ်လိုက်ပါ music လား video လားရွေးခိုင်းလိမ့်မယ်ကျွန်တော်တို့က video ကို high quality ပဲရွေးပြီး download ဆွဲလိုက်မယ်9စက္ကန့်လောက်ကြော်ညာလေးတက်လာရင်ခဏစောင့်ပြီးပိတ်လိုက်ပါဒါဆိုရင်တော့ကိုလိုချင်တဲ့ဗီဒီယိုလေးက gallery ထဲကိုအောင်မြင်ရောက်သွားပါပြီကဲကျွန်တော်တို့ကအခုအတန်နဲ့ဗီဒီယိုကို edit လုပ်မှထစ်လို့ VN နဲ့ကိုအရင်ဝင်လိုက်ပါမယ်ဘရိုတို့ကတော့ကိုသုံးလေးချက် app နဲ့အဆင်ပြေသလိုလုပ်ကြပါတော့ Okay အရင်ဆုံး new project ဆိုတာကိုနှိပ်မယ်ပြီးရင် edit လုပ်မဲ့ဗီဒီယိုလေးကိုရွေးလိုက်မယ်ကဲဒီလိုပေါ်လာပြီဆိုရင်အရင်ဆုံး ratio ပြောင်းရပါမယ်ကျွန်တော်တို့က TikTok မှာတင်မှာဖြစ်တဲ့အတွက် 9:16 ကိုရွေးလိုက်မယ် size ရွေးပြီးသွားရင်တော့ preview box ကဗီဒီယိုကိုကြည့်ပြီးလိုက်ချိန်မယ်အဲ့လိုချိန်ဖို့အတွက်ဒီ timeline ကိုတစ်ချက်ထောက်လိုက်ပါပြီးရင် preview မှာပေါ်နေတဲ့ဗီဒီယိုကိုလက်နဲ့ဖိပြီးကိုလိုချင်တဲ့အနေထားရောက်အောင်ချိန်လိုက်ရုံပါပဲကျွန်တော်ကတော့ size ရွေးတုန်းက preview မှာပေါ်နေတဲ့ပုံစံကိုပဲကြိုက်တာမို့လို့ undo button ကိုပြန်နှိပ်လိုက်မယ်ဒီနောက်ဆုံးရှစ်တက်လုပ်တဲ့မြားလေးနှစ်ခုကို undo redo လို့ခေါ်ပါတယ်ကဲ size ချိန်ပြီးရတော့ကျွန်တော်တို့ဗီဒီယိုကစာတန်းတွေကို blur နဲ့ဖျောက်ပါမယ်အဲ့ဒီတော့ toolbar က mosaic ဆိုတာလေးကိုနှိပ်လိုက်မယ်ကျွန်တော်ကတော့ဒီ box လေးကိုလိုသလိုအကျဉ်းကျယ်လုပ်ပြီးတော့စာတန်းရှိတဲ့နေရာကိုချိန်ပြီးထားလိုက်မယ်ပြီးရင်ဝါးကျင်တာဖြစ်တဲ့အထက်ပလားကိုရွှေ့လိုက်မယ်အဲ့ဒီမှာကိုနဲ့အဆင်ပြေတာကိုရွှေ့ပါဒါပေမဲ့စာကမြင်နေရသေးတာမို့လို့ size ကို100အထိတင်လိုက်မယ်ဒီမှာအပြာရောင်နဲ့ဒီလိုပေါ်လာပြီဆိုရင်စာကိုဇလန်းအဆုံးထိဖုံးမှာမို့လို့အဲ့ဒီအပြာရောင်တန်းလေးကိုအဆုံးထိရောက်အောင်လုပ်ရပါမယ်ညာဘက်တောင်ဆုံးကမြားပုံလေးကိုနှိပ်လိုက်မယ်ပြီးရင် video end ဆိုတာလေးကိုရွေးလိုက်ရင် video အဆုံးထိကွက်တိရောက်သွားပါလိမ့်မယ်ပြီးရင်တော့ကျွန်တော်တို့တွင်းထားတဲ့အတန် file ကိုစာထည့်မယ်ဒီ music ပုံလေးကိုနှိပ်လိုက်မယ် music ကိုထပ်နှိပ်မယ် my music ကိုထပ်နှိပ်မယ်အဲ့ဒါဆိုရင် music library ထဲမှာကိုယ့်အတန် file ရောက်နေပါလိမ့်မယ်ကျွန်တော်တို့ထည့်မဲ့အတန် file ကိုရွေးပြီး use ကိုနှိပ်လိုက်မယ်ဒီမှာတစ်ချက်သတိထားရမှာကအတန် file ရဲ့ကြာချိန်က1မိနစ်22စက္ကန့်ဖြစ်နေတယ်ဗီဒီယိုကြာချိန်က58စက္ကန့်ပဲရှိတာပါအခုလောလောဆယ်တော့ဘာမှမလုပ်ပဲအမှန်ကြီးလေးနှိပ်လိုက်မယ်ပြီးရင်အဆုံးထိတစ်ချက်ဆွဲကြည့်လိုက်မယ်အော်ဒီ VN app မှာက outro အတွက် clip တစ်ခုပါတတ်တယ်အဲ့ဒါကိုအရင်ဖြတ်လိုက်မယ်ဗီဒီယိုကအတန်နဲ့ရှင်ကြီးအယမ်းမြန်နေတာမို့လို့အတန်နဲ့ကြိုက်အောင်ဒီ speed ဆိုတာလေးကိုနှိပ်ပြီးရင် regular ကိုရွေးပြီး video speed ကိုအဆင်ပြေသလိုနှေးလိုက်မယ် 0.7 0.6 လောက်ထားလိုက်မယ်အဲ့ဒါဆိုဗီဒီယိုအရှည်က1မိနစ်18စက္ကန့်လောက်ဖြစ်သွားပြီအဲ့မှာဗီဒီယိုရဲ့မူရင်းအတန်နဲ့အခုထည့်လိုက်တဲ့အတန်ဖိုင်နှစ်တန်ဖြစ်နေတာမို့လို့ဒီ speaker ပုံလေးကိုပိတ်လိုက်မယ်ပြီးရင်တော့ပြန်နှားထောင်ရင်းနဲ့အတန်နဲ့ဗီဒီယိုကြိုက်မကြိုက်ပြန်ကြည့်မယ်ဒီတစ်တာဟာဘယ်ဆန္ဒကိုမဆိုဖြည့်ဆည်းပေးနိုင်ပေမဲ့လူ9ယောက်ရဲ့အသက်ကိုရက်ပူဇော်ဖို့တောင်းဆိုပါတယ်အမျိုးသမီးဟာသူမရဲ့ခြေထောက်တွေပြန်ကောင်းလာဖို့ဆုတောင်းလိုက်တယ်ချက်ချင်းဆိုသလိုတကြားလုံးတစ်လုံးထွက်လာပေမဲ့ခွေးလေးကအရင်ဥအောင်ယူသွားခဲ့တယ်ခွေးလေးပြန်လာတဲ့အခါမှာတော့တကိုယ်လုံးသွေးတွေပေးချမ်းနေပါပြီအဲ့ဒါကိုတန်ရှင်းလုပ်ပေးရင်အမျိုးသမီးဟာသူမထက်လူကြီးရဲ့လက်ဆွဲကိုတွေ့သွားပြီးသူသေးပြီလို့ထင်လိုက်တယ်အဲ့ဒီနောက်သူမဟာတက်တာတဲကတကြားလုံးကိုယူစားလိုက်ပါတယ်သူမရဲ့ချစ်သူကဒီလျှို့ဝှက်စမ်းကြဲတဲ့အရာကိုတွေ့သွားတဲ့အခါအမျိုးသမီးဟာသူမရဲ့ဝိညာဉ်ကိုရောင်းစားလိုက်ပြီဆိုတာနားလည်သွားပြီးတက်တာကိုရေထဲချက်ချင်းလွှင့်ပစ်လိုက်တယ်
ရုတ်တရက်ရေမျက်နှာပြင်ပေါ်ကိုဦးကောင်းတစ်ခုပေါ်လာတယ်အမျိုးသားဟာထွက် ဒီမှာခုနကဗီဒီယိုကို speed လျော့လိုက်တာမို့လို့ timeline ကရှည်သွားတာပါအဲ့ဒါကြောင့်ဒီအတန် file နဲ့ blur အတန်နှစ်ခုကိုအဆုံးထိဖြစ်အောင်လိုက်ညီပေးရမယ်ကဲပြန်နောက်ထောင်ကြည့်မယ် စူးစားပေမဲ့မိစ္ဆာကသူ့ကိုဖမ်းပြီးမြစ်ထဲမှာနှက်တက်လိုက်ပါတယ်အမျိုးသမီးဟာသူ့မချစ်သူတေဆုံးသွားတာကိုအိမ်မက်မက်ပြီးနောက်ထပ်တကြားလုံးတစ်လုံးကိုစားလိုက်ပြန်တယ်ဒီတစ်ခါမှာတော့ခွေးရုပ်ပုံပါတဲ့ဓားမြောင်တစ်လက်ထွက်လာပါတယ်သူမကညှင်းဆန်ခြင်းပေမဲ့မိစ္ဆာကသူမရဲ့လက်ပင်ကိုညှစ်ထားတာကြောင့်သူမရဲ့ခွေးလေးကိုတက်လိုက်ရပါတယ်ကျန်တဲ့တကြားလုံးတွေကိုစားပြီးတဲ့နောက်မှာတော့သူမရဲ့အထက်လူကြီးမန်နေဂျာအရင်နှီးဆုံးတငယ်ချင်းနဲ့မိထွေးဖြစ်သူတို့အားလုံးတေဆုံးသွားခဲ့ပြီးအမျိုးသမီးရဲ့ ဒီမှာဗီဒီယိုကပြီးသွားပြီဒါပေမဲ့အတန် file အပြည့်ရဟိုစက္ကန့်ပိုင်းလေးနည်းနည်းလိုသေးတယ်နော်အဲ့တော့ဗီဒီယိုမှာလူနေတဲ့နေရာကိုပုံထည့်ရမယ် ဆန်ခြင်းပေမဲ့မိစ္ဆာကသူမရဲ့လက်ပင်ကိုညှစ်ထားတာကြောင့် ဒီအပိုင်းလေဘီညစ်ခံရတဲ့နေရာမှာလိုနေတာဆိုတော့အဲ့ဒီနေရာမှာရက်လိုက်မယ် toolbar က freeze ကိုနှိပ်လိုက်မယ်အဲ့ဒါဆိုရင် photo clip တွေတခုဝင်လာပြီဗီဒီယိုကအတန်နဲ့အချိန်ကွက်တိထုဖို့နည်းနည်းလိုနေသေးလို့ trim နဲ့ညှိလိုက်မယ်3စက္ကန့်လောက်လိုနေတာမို့လို့3စက္ကန့်ထားလိုက်မယ်အဲ့ဒါဆိုကွက်တိထိသွားပြီ မိစ္ဆာကသူမရဲ့လက်ပင်ကိုညှစ်ထားတာကြောင့်သူမရဲ့ခွေးလေးကိုတက်လိုက်ရပါတယ်ကျန်တဲ့တကြားလုံးတွေကိုစားပြီးတဲ့နောက်မှာတော့သူမရဲ့အထက်လူကြီးမန်နေဂျာအရင်နှီးဆုံးတငယ်ချင်းနဲ့မိထွေးဖြစ်သူတို့အားလုံးတေဆုံးသွားခဲ့ပြီးအမျိုးသမီးရဲ့သူတို့အားလုံးတေဆုံးသွားခဲ့ပြီးအမျိုးသမီးရဲ့ခြေထောက်တွေဟာအကောင်းအတိုင်းပြန်ဖြစ်သွားခဲ့ပါတယ် ဒါပေမဲ့ကျွန်တော်တို့ထည့်ထားတဲ့ပုံကအသေးဖြစ်နေတာမို့ key frame နဲ့ပြင်ပါမယ်အဲ့ဒီပုံရှိတဲ့နေရာကိုရွှေ့လိုက်မယ်ပြီးရင်အဲ့ဒီ clip လေးကိုထောက်ပြီး clip ရဲ့အစကိုဆွဲလိုက်မယ်အပေါ်မှာ key frame ဆိုတာလေးကိုနှိပ်လိုက်ပြီးရင် clip အဆုံးကိုဆွဲပြီး preview ကပုံလေးကိုဖြည်းဖြည်းချင်းလိုသလောက်ချက်လိုက်မယ်အဲ့ဒါဆိုရပြီပြန်ကြည့်မယ်ဒါပေမဲ့စာကပေါ်လာတော့ blur လုပ်ထားတဲ့အတန်းလေးကိုပုံ clip နဲ့ကွက်တိကြအောင်ဖြတ်လိုက်မယ်ဒါကိုလေခုနလိုပဲ key frame နဲ့လုပ်ပြီးပေါ်လာတဲ့စာတန်းလေးကိုလိုက်ဖုံးလိုက်မယ်ကဲဒီတစ်ခါဗီဒီယိုကိုအလွယ်ဆုံးနဲ့အမြန်ဆုံးစာတန်းထိုးထည့်နည်းပြပြပေးသွားမယ်ဗျကျွန်တော်တို့ edit ထားတဲ့ဗီဒီယိုကိုအရင်ဆုံးပြန်ကြည့်မယ် ဒီတစ်တာဟာဘယ်ဆန္ဒကိုမဆိုဖြည့်ဆည်းပေးနိုင်ပေမဲ့လူ9ယောက်ရဲ့အသက်ကိုရပူဇော်ဖို့တောင်းဆိုပါတယ် အတန်ကနည်းနည်းနှေးသလိုခံစားရတယ်နော်ကျွန်တော်နီးကတော့စာတန်းမထိုးခင်အတန်နဲ့ဗီဒီယို edit ထားတဲ့ file ကိုအရင်ဆုံး export ထုတ်လိုက်တယ်ဗီဒီယိုထုတ်ဖို့ဒီနေရာလေးကိုနှိပ်မယ်အဲ့မှာ resolution ကိုအဆုံးထိ 1440p ထားလိုက်မယ် fps ကိုလည်း60ထိတင်လိုက်မယ်ဗျပြီးရင်တော့ export ကိုနှိပ်လိုက်ပါဘာလို့အဲ့လိုထုတ်လဲဆိုတော့ဗီဒီယိုရဲ့ quality မကျအောင်လို့ပါဒါပေမဲ့အချိန်တော့နည်းနည်းပိုကျတတ်တယ်ဗျကဲဗီဒီယိုစာတန်းထိုးထည့်ဖို့တော့အခုကျွန်တော် Telegram channel မှာတင်ပေးထားတဲ့ prompt ကို copy ယူမယ် copy ယူပြီးရင် ChatGPT မှာ paste ချလိုက်ပါအဲ့မှာတခုရှိတာက Gemini ကိုမသုံးပါဘူး file ကဓာတ်ရိုက်ထုတ်မပေးနိုင်လို့ ChatGPT ပဲသုံးပါမယ်ကျွန်တော်တို့မှတ်ထားတဲ့ script ကို copy ယူလိုက်မယ်ပြီးရင်ဒီ script နောက်မှာထည့်ပြီးပို့လိုက်မယ် file ထုတ်တာမို့လို့နည်းနည်းတော့ကြာပါလိုက်မယ် okay အဲ့မှာ download the SRT file ဆိုတာကြာလာပါပြီအဲ့ဒါကိုနှိပ်ပြီး download လုပ်လိုက်မယ် file ကဘယ်ထဲရောက်နေလဲဆိုတာကျွန်တော် file manager ထဲကနေရှာပြပါမယ်
file manager ထဲဝင်ပြီးရင် download file နဲ့ထပ်ဝင်လိုက်ပါအဲ့မှာ subtitles srd ဆိုတာလေးရောက်နေလိမ့်မယ်ကဲ VNF ထဲပြန်ဝင်လိုက်မယ် new project ထဲမှာခုနက download လုပ်ထားတဲ့ video ပြန်ထည့်လိုက်မယ်ပြီးရင်အတန်ကိုမြန်ချင်လို့ video ကို speed တက်လိုက်မယ် speed ကို နှိပ် regular ကိုရွေ့ပြီးရင်လိုသလောက်ချိန်လိုက်ပါဗျ ဒီတစ်တာဟာဘယ်ဆန္ဒကိုမဆိုဖြည့်ဆည်းပေးနိုင်ပေမဲ့လူ9ယောက်ရဲ့အသက်ကိုရက်ပူဇော်ဖို့တောင်းဆိုပါတယ် အဲ့ဒီမှာအချိန်လေးတော့သတိထားပါအောင်ဒီမှာ TikTok တင်းမယ်ဆိုရင်10မိနစ်ကျော်လောက် video ရှည်မှအဆင်ပြေမယ် speed အတင်းအလျော့လုပ်တဲ့အချိန်မှာ video ရဲ့ကြာမဲ့အချိန်ကိုဒီမှာပြပေးနေလိမ့်မယ်ကျွန်တော်ကတော့10မိနစ်လောက်ဖိအောင်မယ် speed ကိုချိန်ပြီးထားလိုက်မယ် ပြီးရင် subtitles ထဲမှာမို့လို့ဒီပုံစံနေရာလေးကိုနှိပ်မယ်အဲ့မှာ srd file ဆိုတာကိုနှိပ်ပါကျွန်တော်တို့ခုန down ထားတဲ့ file ကိုရှာပြီးထည့်လိုက်မယ်အဲ့မှာစာတန်းတွေပေါ်လာပြီအတန်နဲ့စာတန်းနဲ့ညီအောင်လုပ်ရမှာမို့ဒီ text clip တွေကိုနောက်ဆုံးထိပို့လိုက်မယ်ပြီးရင် edit ရလွယ်အောင်လို့ timeline ကိုဆွဲလိုက်မယ်ပထမဆုံး text clip ကိုအတန်နဲ့အရင်ညှိမှာမို့အနောက်ထဲကိုဆွဲချလိုက်မယ်အတန်တဲ့ပို့သွားလဲဘာမှမဖြစ်ဘူးရဲရဲသာဆွဲပြစားတာပါအဲ့မှာအတန်ကိုနားထောင်ကြည့်မယ် ဒီတစ်တာဟာဘယ်ဆန္ဒကိုမဆိုဖြည့်ဆည်းပေးနိုင်ပေမဲ့လူ9ယောက်ရဲ့အသက်ကိုရက်ပူဇော်ဖို့တောင်းဆိုပါတယ် ပထမဆုံးစာကြောင်းအဆုံးမှာရက်လိုက်မယ်ပြီးရင် text clip ကိုထောက်ရက်ထားတဲ့နေရာကနေ split နဲ့ဖြတ်ပြီးပိုနေတဲ့ဟာကိုဖြတ်ပစ်လိုက်မယ်ဒုတိယ text clip တစ်ခုကိုပထမ clip ရဲ့နောက်ကနေဆွဲဆက်လိုက်မယ်ဆက်နားထောင်မယ် ဖို့တောင်းဆိုပါတယ်အမျိုးသမီးဟာသူမရဲ့ခြေထောက်တွေပြန်ကောင်းလာဖို့ဆုတောင်းလိုက်တယ် ခုနလိုပဲပိုနေတာကိုဖြတ်ပစ်မယ်အကုန်လုံးကိုအဲ့ဒီအတိုင်းပဲလုပ်သွားပါမယ် ဆုတောင်းလိုက်တယ်ချက်ချင်းဆိုသလိုတရားလုံးတစ်လုံးထွက်လာပြီးမဲ့ခွေးလေးကအရင်ဥအောင်ယူသွားခဲ့တယ်ခွေးလေးပြန်လာတဲ့အခါမှာတော့တကူလုံးတွေးပေးကြနေပါပြီအဲ့ဒါကိုတန်ရှင်းလုပ်ပြီးရင်အမျိုးသမီးဟာသူမထက်လူကြီးရဲ့လက်ဆွဲကိုတွေ့သွားပြီးသူတေးပြီးလို့ထင်လိုက်တယ်အဲ့ဒီနောက်သူမဟာတက်တာတွေကတရားလုံးကိုယူစားလိုက်ပါတယ်သူမရဲ့ချစ်သူကဒီလိုဝက်ဆန်းကျဲတဲ့အရာကိုတွေ့သွားတဲ့အခါအမျိုးသမီးဟာသူမရဲ့ဝိညာဉ်ကိုရောင်းစားလိုက်ပြီဆိုတာနားလည်သွားပြီးတက်တာကိုရေထဲချက်ချင်းလွှင့်ပစ်လိုက်တယ်ရုပ်တရက်ရင်းနှီးတဲ့ပြင်ပေါ်ကိုဥကောင်းတစ်ခုပေါ်လာတယ်အမျိုးသားဟာထွက်ပြေးဖို့ကြိုးစားပေမဲ့မိစ္ဆာကသူ့ကိုဖမ်းပြီးမြစ်ထဲမှာနှက်တက်လိုက်ပါတယ်အမျိုးသမီးဟာသူ့မချစ်သူတေးဆုံးသွားတာကိုအိမ်မက်မက်ပြီးနောက်ထပ်တရားလုံးတစ်လုံးကိုစားလိုက်ပြန်တယ်ဒီတစ်ခါမှာတော့ခွေးရုပ်ပုံပါတယ်ဓာတ်မြောင်တစ်လက်ထွက်လာပါတယ်သူမကညှင်းဆန်ခြင်းပေမဲ့မိစ္ဆာကသူမရဲ့လေပင်ကိုညှစ်ထားတာကြောင့်သူမရဲ့ခွေးလေးကိုတက်လိုက်ရပါတယ်ကျန်တဲ့တရားလုံးတွေကိုစားပြီးတဲ့နောက်မှာတော့သူမရဲ့အထက်လူကြီးမန်နေဂျာအရင်ကြီးဆုံးတငယ်ချင်းနဲ့မိထွေးဖြစ်သူတို့အားလုံးတေးဆုံးသွားခဲ့ပြီးအမျိုးသမီးရဲ့ခြေထောက်တွေဟာအကောင့်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ် ကဲပြီးရင်ကျွန်တော်တို့ logo ထည့်ပါမို့လို့ဒီ gallery နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင် photos ကိုထပ်နှိပ်ပါမယ်ကိုထည့်ခြင်းတဲ့ logo ပုံလေးကိုရွေးထည့်လိုက်ရုံပါမယ်လိုချင်တဲ့ size ကိုခြုံပြီးတော့အပေါ်ညာဘက်ထောက်မှာထားခြင်းလာမို့လို့2 တဲက position ကိုနှိပ်ပြီးကိုထားခြင်းတဲ့နေရာကိုရွေးလိုက်ပါအခုကျွန်တော်ကတော့ top နဲ့ right ကိုနှိပ်လိုက်မယ်ခင်ဗျာ ပြီးရင်အဆုံးလေးထည့်ချင်တာမို့ဒါလေးကိုနှိပ်ပြီး video end ကိုနှိပ်လိုက်ပါဒီမှာစာတန်းလိုကာလာပြောင်းခြင်းပထမဆုံး text clip ကိုတစ်ချက်ထောက်လိုက်မယ်ဒီအောက်မှာကာလာဆိုတာလေးပေါ်လာပြီအဲ့ဒါကိုနှိပ်လိုက်ကိုချိတ်တာရွေးလို့ရတယ်စာတန်းအရောင်ပြန်ချိန်လို့လည်းရတယ်အဆင်ပြေသလိုသာကလေးကြည့်ပါ ကျွန်တော်ကတော့ဒီအပြာလေးကိုရွေးလိုက်မယ်အဲ့မှာပထမဦးဆုံး clip ကိုပြင်လိုက်တာနဲ့နောက်က clip ဒီအကုန် auto ပြောင်းသွားမှာပါ ကဲပြီးသွားရင်အဆင်ပြေမပြေကြည့်မယ် ဒီတစ်တာဟာဘယ်ဆန္ဒကိုမဆိုဖြည့်ဆည်းပေးနိုင်ပေမဲ့လူ9ယောက်ရဲ့အသက်ကိုရက်ပူဇော်ဖို့တောင်းဆိုပါတယ်အမျိုးသမီးဟာသူမရဲ့ခြေထောက်တွေပြန်ကောင်းလာဖို့ဆုတောင်းလိုက်တယ်ချက်ချင်းဆိုသလိုတရားလုံးတစ်လုံးထွက်လာပြီးမဲ့ခွေးလေးကအရင်ဥအောင်ယူသွားခဲ့တယ် အားလုံးပြီးရင်ဗီဒီယိုထုတ်ဖို့ဒါလေးကိုနှိပ်မယ်
အိမ်မှာ TikTok မှာတင်ဖို့ resolution က 1080p မဲ့ FPS ကို30-40လောက်အဆင်ပြေတာထားပြီး export ကိုနှိပ်လိုက်ပါ resolution 1080p ကျော်ရင် TikTok က video upload မလုပ်နိုင်တာမို့ပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like နဲ့ share လုပ်ဖို့မမေ့နဲ့အောင်နော်သင်ခန်းစာနဲ့ပတ်သက်ပြီးတော့သိကျင်တာလေးတွေရှိမယ်ဆိုရင်လည်း comment မှာအာမနာတမ်းမေးထားလို့ရပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေကိုမလွတ်စေဖို့အတွက် channel ကို subscribe လုပ်ထားလိုက်ပါအောင်နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်တကယ်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ